အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာတော့ကျွန်တော်တို့ဒီ social media ပေါ်မှာ content တွေအောင်အသုံးပြုပြီးတော့ create လုပ်မယ်ပေါ့နော်အဲ့ဒါကိုဘယ်လိုအစဉ်အဆက်လုပ်မလဲဆိုတော့တစ်စီချင်းပြောပြပေးတော့မှာဖြစ်ပါတယ်ဒီနေ့ content create လုပ်မယ့်အကြောင်းအရာတော့အင်္ဂလိပ်စာပေါ့နော်အင်္ဂလိပ်စာကိုဒီနေ့ content တွေကို AI ကိုအသုံးပြုပြီးတော့ create လုပ်ပြီးတော့ကျွန်တော်တို့ Facebook page မှာသွားတင်တဲ့ပုံစံလုပ်တော့မှာဖြစ်ပါတယ်ကျွန်တော်ဒီမှာတောင်းပြမဲ့ဒီပညာတော့လာပဲ AI SDK ရယ်ပြီးတော့သူလာပဲ image class ရပြီးရင်Facebook Graph API ကိုသုံးပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဆက်ကြ application တော့ application တွေမှာတော့ကျွန်တော်ဒီ generate vocabulary class ကိုခေါ်ရပါတော့ခေါ်ပြီးသူကနေရရှိတဲ့ data ကိုဒီကျွန်တော် database ထဲမှာသွားတင်မယ်တင်ပြီးတော့မှအဲ့ data ကို Facebook ပေါ်တင်မှာပေါ့နော်AI မှာကျွန်တော်ဒီ prompt ထုတ်မယ်ပေါ့နော်prompt ထုတ်ပြီးရလာတဲ့ prompt ပေါ်မှာပုံပြောင်းမယ်ပေါ့နော်ပုံပြောင်းမယ်ပြီးရင်ကျွန်တော်ကဒီ AI တင်လိုက်တဲ့ data ကိုတသက်မဲ့တဲ့ဖြစ်နေတဲ့အတွက်သူဘာပါမယ်ဆိုပြီးတော့သတ်မှတ်ထားမှာပေါ့နော်အဲ့တော့တစ်ခုကတော့ဒီကျွန်တော် Facebook ပေါ်တင်မဲ့အတွက်Facebook API အသုံးပြုမယ် Facebook API အသုံးပြုအတွက်ပိတ်ထောင်မယ်ပိတ်ထောင်ပြီးရင်သူ့ပေါ်မှာတင်ပို့ရဖို့အတွက် ID နဲ့ token information ပေးဖို့လိုအပ်မှာပေါ့နော်အဲ့တော့ဒီ AI ကနေပြန်လာတဲ့ data ကိုတတ်တတ်တဲ့ဖြစ်အောင်လုပ်ထားပါတော့ပြင်သူပြန်မဲ့ data phrase ပါမယ်contact type ပါမယ်ဒီ localize meaning ပြီး example 3ချောင်းပါမယ်ပြီး image prompt ပါမယ်phrase ကတော့ကျွန်တော်ကဒီနေ့တင်မဲ့ content ရဲ့title လို့ပြောပါတော့သူက phrase ပဲပြင်မယ် idiom ပြင်မယ် collocation ပြင်မယ်content ထားလဲခုနကကျွန်တော် phrase ပေါ်မူတည်ပြီးသူက phrase ပဲလား idiom လားဒီရတခုခုပေါ့နော်တခုခုဖြစ်ရမယ်ဆိုတတ်မှတ်တာပေါ့နော်localize meaning ကကျွန်တော်မြန်မာလို့အဓိပ္ပာယ်ဘယ်လိုလဲဆိုပြီးပြင်တော့နော်ပြန်ထားတဲ့အဓိပ္ပာယ်ကိုဒီထဲမှာထည့်မယ်ပြီးရင်ကျွန်တော် example 3ချောင်းဒီကျွန်တော် phrase ပေါ်တော့ပြီးတော့ example 3ချောင်းထုတ်ပေးဖို့ပြောမယ်ပြီးရင်တော့ပုံထုတ်မှာဖြစ်တဲ့အတွက်ပုံကိုလည်းဒီရှေ့ကပါလာတဲ့ phrase ကို content type လို့ဒါတွေကိုကြည့်ပြီးတော့ image ပုံကိုထုတ်ပေးဖို့နော်ကျွန်တော် system project တစ်ခုတော့ flow ပေါ့နော်ကျွန်တော်ဒါ route 3ပေါ်လာပဲ task schedule သုံးပြီးတော့ခေါ်လိုက်ပါတော့ခေါ်လိုက်တဲ့အခါကျရင်ဒီ English teacher ဆိုတဲ့ agent ကိုတော့ခေါ်မယ်သူကနေမှ prompt ထုတ်ပေးမယ်ထောက်လို့ရလာ prompt image ပြောင်းမယ်ပြောင်းပြီးတော့ကျွန်တော် database ထဲဆေးမယ် database ဆေးခိုင်းတယ်ဘာလို့ဆေးလဲဆိုတော့ကျွန်တော်ဒီကျွန်တော်area နဲ့တနေ့တစ်ခါထုတ်လဲဆိုတော့အခါကျ2မှာတက်တယ်ပေါ့တူတဲ့အခါကျရင်မထပ်မနေအောင်အရင်စစ်တယ်စစ်ပြီးတော့မှပုံထုတ်တယ်ပုံပြီးတော့ပုံတိန်တယ်တိန်ပြီးတော့မှကျွန်တော်ထည့်ရပြီလေထည့်ပြီးတော့မှရလာတဲ့တော့ Facebook ပေါ်တင်တယ်ပေါ့နော်ကိုပါလို့ပုံစံပြင်ပေါ့ဒါတော့ Facebook ပေါ်တင်တဲ့အခါကျရင်ဘယ်လိုတင်လဲဆိုတော့ format ပေါ့နော်ရှေ့မှာ type ကFacebook offset တွေ medium offset တွေ reference phrase ပြီးရင်အဲ့ဒီဟာရဲ့မြန်မာလိုအဓိပ္ပာယ်ပြီးရင် example 3ချောင်းပါမယ်ပြီးရင်ကျွန်တော် reach များရအောင် emoji emoji ကတော့ reach ရောက်တာမဟုတ် hashtag ကတော့ reach ရောက်အောင်ပို reach ပိုရအောင်လုပ်reach ပိုရအောင်လုပ်ဖို့ထည့်အောင်နော် emoji ပါရတခုနဲ့တခု content တွေထပ်မနေအောင်user ကြည့်ရတာရိုးဖြစ်လို့နေတိုင်းဒီပုံစံမျိုးဖြစ်မနေအောင်ထည့်အောင်ဒါကတော့ sample ပုံစံပေါ့ခုနကကျွန်တော်ပြောတဲ့ဟာပဲဒီမှာ phrase ပြီးတော့ content type ဒါ localize meaning မြန်မာလိုအဓိပ္ပာယ်ဒီတော့သူ့ကိုတောင်းပြီးတော့ထုတ်ပေးမယ် idiom sentence 3ချောင်းပြီးဒါတော့ကျွန်တော်hashtag ပေါ့နော်ဒီ emoji ကတရက်တစ်မျိုးပြောင်းအောင်နော်ပြီးရင်ဒါ database ကတော့ခုနကျွန်တော် schema တွေကပုံစံတိုင်းပဲ database ရောတွင်းတယ်ပေါ့Facebook မှာကျွန်တော်ခုနရလာပုံတင်ဖို့အတွက်ဒါ API လမ်းကြောင်းအမှကျွန်တော် source က image caption ကကျွန်တော်ဒီဘက်မှာကျွန်တော်ပြထားတယ်ဒါဟုတ်မှန်တော့တော့caption ကဒီတစ်ခုလုံးပြောင်းလို့
ဒီ access token ကတော့အဲ့ဒီ page ရဲ့ access token ထုတ်ထည့်ပြအောင်ဒါတော့ကျွန်တော် EMP file ထဲမှာတွားပြီးရေးထားမှာပေါ့နော်Facebook ID လို့ access token လို့ပြီးရင်ကျွန်တော်သုံးမဲ့ AI ရဲ့ API key ကို EMP file နဲ့တွားထည့်ပြီးပြန်ထုတ်ပြရအောင်ဒါတော့ Facebook page မှာတင်လို့ရဖို့အတွက် permission ပေးအောင်ပေါ့နော် page ကိုpage manage post permission ပေးအောင်ဖြစ်ပါတယ်ကျွန်တော်ကဒီတင်ဖို့ရဖို့အတွက် app တစ်ခုဆောင်လို့နော်အဲ့မှာကျွန်တော် privacy policy ကိုလုပ်မယ်ပြီးရင် data ဖြတ်တဲ့အခါကျရင် instruction ပေးရတဲ့တစ်ခုလုပ်မှာဒီအဲ့တော့ကျွန်တော်ဒါက license တဲ့အခါကျရင်ဘယ်လိုစမ်းမလဲဆိုတော့နှစ်ချုပ်ကျွန်တော် license ကြည့်ပါမယ်တော့လာပဲမသွင်းရတယ်လာပဲညင်သွင်းတော့ဒီမှာကိုယ်သွင်းလိုက်ပါတော့ဒါမှာပေးပြီးအင်္ဂလိပ်ပေါ့နော်နာမည်ပေးတယ်ပေးရင်တော့အားမတောင်းလာမယ်တဲ့တော့ nice မဲ့တော့daily English file နဲ့ဝင်ကျွန်တော်လာပဲဆေးကိုတောင်းပါလာပဲဆေးသေးပါလာဆောင်ကျွန်တော်ဆေးကျွန်တော် Ramaran ဆက်ကြည့် Ramaran water post match ကျွန်တော် domain တော့ထည့်ပြdatabase မှာတွဲပြီးတော့ပါတယ်အဲ့တော့ကျွန်တော်container ရောက်နေပြီးတော့မှာအခါ login EME file ရေးစရာပါပြောင်းပြီးတော့ပြန်ပြန်လို့ရတယ်အဲ့တော့မှာတွေ့လို့တော့အပေးရတော့ဒီမှာ pro ဒီ AISD ကထပ်တင်လာဘူးဒီမှာတွေ့လို့ပြင်တော့ပါဒီမှာ pro ထုတ်တာရှိတော့ခုနပြောတာဒီအလေးရောဒီ vocabulary ထုတ်မယ်အဲ့ဒါကphrasal verb တို့လည်းတစ်ခုဖြစ်နိုင်တယ်ပြီးကျွန်တော်သုံးမဲ့ AI ပေါ့နော်ပြီး Gemini သုံးမယ်ပေါ်တာ Gemini Flash Image သုံးမယ်ပြောမယ်နော် prompt ထည့်ပြီးတော့ဒီဘက်မှာတို့ရေးခိုင်းအောင်ဒီပြန်ဆောင်တယ်လုံးနေတော့လာ Gemini key ထားထုတ်တာဆရာ key ရရုံ AI key တော့ကျွန်တော် AI အကုန်လုံးက AI တော့ PhD မှာရှိရောနော်ကျွန်တော်သုံးမှာ Gemini ဆို
EME 5ပါဒီအဲ့ဒါကတော့ Facebook page လည်းအဲ့ထည့်စောင့်ထားလိုက်ဟိုကျွန်တော်တို့သိရပြီသိရတယ်ကျွန်တော်ဒီမှာ app တစ်ခုဆောင်း app ဆောင်းဖို့အတွက်ဒီdeveloper တော့ facebook.com တော့တစ်ခုဆောင်းမယ် daily English တော့ English base အဲ့ဒါအားသားနဲ့ရွေးမယ်ဒီအားသားရွေးအဲ့ဒီ business ကိုရွေးမယ်အဲ့ create app လုပ်လိုက်အဲ့ဆိုရော app ရပြီ app ရရင်တော့ဒီမှာ basic ကိုရွေးပါမယ် basic မှာကျွန်တော်ထည့်ရမယ့်အားလေးစေးတော့လိုက်ဒီတော့ထည့်အောင်ဒီမှာတော့ကိုယ်ဒီ privacy ယူပါအဲ့ကျွန်တော်ရှိပြီးသားထည့်အောင်donation ယူပါအပြင်တော့ save နေတယ်ကြောင့်တော့ live လုပ်ရတယ်ဒီမှာ live လုပ်လာအဲ့ဒါကြောင့် live ဖြစ်သွားတော့လေအဲ့တော့ဒီ graphic ပြန် install အောင်ဝင်လိုက်ပြီးတော့ဒီတော့ခုနဆောင်းလိုက်တဲ့ page ရဲ့ID နဲ့ access token ထောက်ကောင်အဲ့တော့ဒီမှာဒီ English ကိုရေးမယ်ဒီအကြောင်းဒီမှာ permission ကနားပြောတာရဲ့page show list ရဲ့page manager ပေါ်ထည့်ပေးလိုက်ဒီအကြောင်းဒီမှာ token ထောက်မှာကျွန်တော်ဒီ token ဒီ page တစ်ခုတည်းပဲ access ရအောင်လုပ်မယ်ဒီနဲ့that's token ရပြီဆိုရင်တော့ဒီမှာပြီးတော့ account တော့အဲ့မှာသူက app ကနေကျွန်တော် pay access token ရပါတော့ဒီကျွန်တော် access token ကိုကူရအောင်ဟိုသူကပြီးသွားပြီဆိုဒီမှာ pay so pay ideas access token version က25တောင်းပါဘူး25ဆိုပြီးရင်ကျွန်တော်တို့ page ID ဒီပြန်ပြန်ကတ်ထားပြီးနေပြီးပါပြီး
ကျွန်တော်ဒီမှာ agent သူဆောက်ပေးပါတော့သူကကျွန်တော် prompt မှာပါလာတဲ့data တွေဒီမှာထည့်ပေးတာပေါ့ပြီးတော့ schema မှာကျွန်တော်ခုနပြောတာတတ်မှတ်တဲ့ဖြစ်အောင်phrase ကို content title လို့ balance meaning တော့ဒီ AI က prompt ကနေပြန်လာမဲ့ data ဒီ content အတိုင်းပဲပြန်လာမှာပေါ့ပေးလိုက်တဲ့ prompt မှာကျွန်တော် image ထုတ်ပါကိုစရံဖို့တဲ့ဆိုရင်ဒီရောက်ကိုတောက်ပြအောင်နော်ဒီရောက်ကိုတောက်ရင်တော့ကျွန်တော် generate ဒီ vocabulary class ကိုခေါ်မယ်ခေါ်ပြီးတော့ဒီကျွန်တော် prompt generate လုပ်မှာ prompt generate ပြီး image generate လုပ်image generate လုပ်ပြီးတော့ကျွန်တော် database တော့ထည့်ပြီးတော့Facebook တင်ပါမယ်ကျွန်တော်ရဲ့process တစ်ခုလုံးပြီးသွားပြီပေါ့ပြီးသွားပြီဆို image ရောက်300အချိန်ကြာကြာကြီးပဲတော့300လောက်ပြီးရမှာနော်ဟုတ်ရင်သူကface ဖြစ်သွားဆိုတော့စမ်းကြည့်ဒီဘက်ကိုတော့ရနော်ကျွန်တော်ဒီ Facebook ပေါ်တင်ဖို့အတွက် generate လုပ်ရမှာနော် generate လုပ်ဖို့အခု URL ကိုသွားမှာနော်အဲဆိုကျွန်တော်ဒီနေ့နေတော့စောင့်ပြီးကျွန်တော်content auto generate လုပ်ထားတဲ့ content ထွက်လာမှာနော်အခုဆိုရင်ကျွန်တော်တို့ဒီမှာထွက်လာတဲ့ content web app ရှိမယ်web app ဆိုရယ်ဒီ browser ကထွက်လာမှာကျွန်တော်ဒီမှာထွက်လာပြီဖြစ်တဲ့အတွက် Facebook မှာလည်းအခုစားလာတယ်ကျွန်တော်တင်သွားပြီပေါ့နော်ဒါကကျွန်တော်ဒီ daily content တွေကိုဘယ်လို create လုပ်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးပြောချင်တာဖြစ်ပါတယ်အားလုံးကျေးဇူးပါ